Hello အားလုံးပဲမင်္ဂလာပါဒီနေ့ပြပြပေးသွားမှာကတော့ဒီလိုမျိုးsales report တွေပေါ့နော်ဒီလို sales report တွေ data report တွေအရှိကြီးတွေကိုအကုန်လုံးဖတ်စရာမလိုဘဲနဲ့ဒီ Gemini ထဲမှာတခါတည်းinteractive dashboard လိုမျိုး data dashboard ကြီးတစ်ခုတည်ဆောက်မဲ့နည်းလမ်းလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့အရင်ဆုံးဒီမှာသုံးထားပြီးရဲ့ report လေးကတော့ဒီ F1 2026 Toyota ရဲ့ second quarter financial results report လေးကိုသုံးထားပြီးရဲ့ပေါ့နော်ဒီမှာဆို report file ကအများကြီးအရှိကြီးအဲ့ထဲမှာဒီ facts တွေကလည်းအများကြီးပါတယ်တစ်ခုချင်းစီလိုက်ဖတ်ဖို့လည်းအချိန်မအားဘူးဆိုလို့ရှိရင်ဒီ file ကြီးတစ်ခုလုံးကို Gemini ထဲကိုပြောင်းပြီးတော့ interactive dashboard အနေနဲ့ဒီပို့ပြီးတော့မြင်သာအောင်ပြပေးနိုင်မဲ့ dashboard တစ်ခုလိုမျိုးစောက်ပေးလို့ရတယ်ပေါ့နော်ဆိုတော့အရင်ဆုံးဒီ file လေးရှိရဲ့အဲ့ဟာလေးကိုက download လေးဆွဲထားဖို့တော့လိုပါမယ် download ဆွဲပြီးသွားပြီဆိုလို့ရှိရင်เนาะဒီ Google Gemini ထဲကိုသွားလိုက်ပါ Google Gemini ထဲကိုသွားပြီးသွားရင်ဒီ tools ထဲမှာဒီ canvas ဆွဲဥစ္စာလေးရှိရဲ့ပေါ့နော် canvas လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်เนาะခုနကတော့ download ဆွဲထားတဲ့ file လေးပေါ့နော်အဲ့ဟာလေးကို upload file လေးလုပ်ပြရပါမယ်အဲ့ဆိုရင်เนาะခုနကတော့ download ဆွဲထားတဲ့ file လေးကို upload လုပ်လိုက်မယ် upload လုပ်တာပြီးသွားပြီဆိုလို့ရှိရင်เนาะအသင်းပြင်ထားတဲ့ဒီ prompt လေးကိုရိုက်ထည့်ပေးပေါ့နော်ရိုက်ထည့်ရမယ့် prompt လေးကတော့ help me create an interactive dashboard to understand this data report more clearly ဒါက general report ပေါ့နော်ကိုက detail ပေးရင်ပေးနိုင်သလားဥမာ sales ကိုဘယ်လောက်ကနေဘယ်လောက်အတိဘယ်လားကနေဘယ်လားအတိ sales data တွေကိုအတိကျလိုချင်တယ်ဘယ်လိုမျိုး data တွေကိုအတိကျလိုချင်တယ် dashboard ကိုပါလိုသလို create လုပ်လို့ရပါတယ်ဒီမှာကတော့ general report ကိုပဲပြချင်တာမို့လို့ general report လေးပဲပေးပါဆိုပြီးတော့ရေးပေးထားပါတယ်အဲဆိုရင်တော့ပြီးရင်တော့ဒီ submit ကိုနှိပ်လိုက်ပါပြီးသွားလို့ရှိရင်တော့သူဒီ dashboard လုပ်တဲ့ဥစ္စာကိုခဏလေးစောင့်ပေးရပါမယ် Okay ဒါဆိုလို့ရှိရင်เนาะဒီလိုမျိုး coding တွေအကုန်လုံးရေးပြီးသားပြီဆိုရင်เนาะသူရဲ့ဒီ dashboard လေးကရလာပြီပေါ့เนาะဒီမှာဆိုရင် operating income ဘယ်လောက်တင်ဝင်ခဲ့တယ် sales revenue ဘယ်လောက်ရှိတယ် total retail vehicle ကဘယ်လောက်ရှိခဲ့တယ်စသဖြင့်ဒီ sales report တစ်ခုမှာပါရမယ့် main points လေးပေါ့เนาะစားရဲ့ဥစ္စာတွေကိုဦးစားပေးပြီးတော့သူကဆွဲပေးထားတယ်ပြီးရင်ဒီဘက်မှာဒီvisual data chart တွေလည်းအကုန်လုံးထည့်ပေးထားရပေါ့เนาะ location လိုက်ဒီဘက်မှာဆိုရင်ဒီ cars တွေနဲ့ vehicle တွေအလိုက်ရပြီးတော့ analysis တွေရဲ့တခါတည်းအကုန်လုံးထည့်ပေးထားတာကိုတွေ့ရပါတယ်ဒီမှာကိုထပ်ပြီးတော့လိုချင်တဲ့အတိုင်းဒီဘက်မှာprompt လေးတွေကိုပြင်ပြီးတော့ရိုက်ပြီးတော့ကိုလိုချင်တဲ့ dashboard တစ်ခုလုံးအတီကိုအစအဆုံးဆောက်လို့ရပါတယ်ပြီးတော့ဒီ dashboard ကိုလည်းတခြား users တွေနဲ့လည်း share ပြီးတော့လုပ်လို့ရတယ်လို့မျိုးဒီ coding အကယ်လို့က coding နားလဲရဆိုလို့ရှိရင်လည်းဒီ coding ပိုင်းကို copy လုပ်ပြီးတော့လိုသလိုပြင်လို့ရပါသေးတယ် TechMart မှာ ChatGPT, CapCut, Gemini, Canva, Zoom ပဲ digital product ကိုပဲဝယ် TMS ဆွဲ code လေးကိုသုံးပြီးတော့5 to 10% အထိ discount တွေရယူနိုင်တာမို့လို့ code လေးကိုသုံးပြီးဖို့မမိနဲ့နော်